အိမ်ထောင်ချပြီးတော့ကိုယ့်ရဲ့ generation နဲ့ကိုယ့်ရဲ့မိသားစုကနံပါတ်1ဖြစ်သွားတာငါတို့ကမမကွဲဆိုကြောက်တယ်လေနော်ဟုတ်တယ်မလားနင်တို့လည်းကြောက်ငါလည်းကြောက်တယ်ဒီယောက်ျားနဲ့အမနဲ့ဒီလိုထိုင်နေကွာဒီလိုကြိုက်ရထိုင်နေတဲ့ဟာသူ့အမေကြီးကလေအလေတက်တက်မှလာထိုင်လာကြည့်လိုက်ဟာမဟုတ်တော့ဘူးနော်ဒါလုံးဝမဟုတ်တော့ရီစာဘွားတော့ကဆိုလေလေနော်ကျမနဲ့ချင်းတွေ့နေတဲ့ဟာကိုလေသူ့အမေကဖုန်းဆက်ခဲ့ရမလားတားရဲပေးမှလဲဆိုငါများနေတာတဲ့ဘလုံးကနေတာဟေးမဟုတ်ဘူးလေအဲ့ဒီနေ့ငါဘာလုပ်လဲကဲလုံးကဲအဲ့ဒါလေးဆက်ပြောမယ်အဲ့လေအခုနဟာဆက်ပြောမလို့အဲ့နဲ့လေတော်လေအပေါ်တော်ငယ်တဲ့အပေါ်တော်ငယ်ဆိုပါလေနော်ထိုက်တော့ရလာမှလေနော်သူ့အမေကအလေမမလားသူ့အမေကိုကြော်ပြီးမှကျမလေနော်ဒီအမရဲ့ဘေးမှာပြန်လာထိုင်လာတော့ကျမရဲ့လက်ကိုလေဒီလိုဆုပ်ကင်မှလေနော်စစ်မကောင်းဖြစ်နေလေစစ်မကောင်းဖြစ်သွားမလားမျက်နှာတွေပြက်နေပြီအမရဲ့ skin ကိုလာ cash လုပ်ပြီးမှလေဒီလိုပါဒီမှာဒီဟာထိထားသေးတယ်အေးဟုတ်တယ်ချီချီမဟုတ်လေမိဘအရေးအောက်မှာကွာတားကောင်းလေးတော့ဖြစ်အောင်လုပ်ခဲ့ရပဲလေဒါပေမဲ့အိမ်ထောင်ချပြီးတော့နံပါတ်1ကကိုယ့်ရဲ့ generation နဲ့ကိုယ့်ရဲ့မိသားစုကနံပါတ်1ဖြစ်သွားတာအဲ့လိုပြောလို့လေမိဘတွေကိုဟိုအခြေဆုံးကံပါအဲ့လိုပြောချင်တာမဟုတ်ဘူး